ပရိသတ်များအားလုံးပဲမင်္ဂလာပါ Galaxy Movie Recap Channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဇာတ်ကားကတော့အရင်နေ့ကတင်ဆက်ပေးခဲ့တဲ့ We Hero Class ရဲ့အဆက် Episode 7ပဲဖြစ်ပါတယ်ဒီဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အရှိပိုင်းနဲ့ပြန်ပြီးဆွဲဆက်ပြောရမယ်ဆိုလို့ရှိရင်ဒီအိုဘုံစောကအန်ဆူကိုဒီတချို့ကိစ္စလေးကိုဖန်တီးခဲ့တယ်သူတို့ဘယ်လိုမျိုးဆက်ပြီးတော့ခီးသွားကြမလဲသူတို့ရဲ့တငယ်ချင်းဆက်ဆံရေးကရောဘယ်လိုဖြစ်သွားကြမလဲဒါဆိုလို့ရှိရင်ကျွန်တော် recap ကိုစတင်လိုက်ပါတော့မယ်ကျွန်တော်ကတော့ GMR ကပင်တိုင်းတင်ဆက်ပေးနေတဲ့ရှိန်သူပဲဖြစ်ပါတယ်ဇလိုင်းဆောင်မှာတော့ယွန်းရှိအွန်ကလူနာတင်ငါးပေါ်မှာလှဲနေရပါတယ်ဒဏ်ရာရနေတဲ့ចောင်းသားတငယ်ချင်းလားလို့ရဲတွေကရောင်းရီကိုမေးလိုက်ပြီးတော့ထွက်ဆိုချက်ကိုနောက်တစ်ချိန်ပြန်လဲပြောခိုင်းနေပါတယ်အဲဒီမှာရောင်းရီကလည်းပြောဆန်းအထက်တန်းကျောင်းမှာတက်နေတဲ့အိုဘုံဆော့ဆိုတဲ့ចောင်းသားတစ်ယောက်ရှိရလို့အစချီကပြောဖို့လုပ်နေတဲ့အချိန်မှာယွန်းရှိအွန်ကသတိရလာပြီးတော့ပလက်လန်နေရကနေရောင်းရီကိုတော်လိုက်တော့ဆိုပြီးတော့လှမ်းအောင်လိုက်ပါတယ်ရဲတွေကလည်းចောင်းသားလေးအစင်ပြေးရဲ့လားလို့ယွန်းရှိအုံကိုလှမ်းမိပါတယ်ရဲတွေကတခြားចောင်းသားတွေရောလို့ပြီးတော့ယွန်းရှိအုံကသူတယောက်တည်းဖြစ်ကြောင်းလိန်ညာပြောဆိုလိုက်ပါတယ်ဘာနဲ့တဲ့ရဲတွေကလည်းအစင်ပြေရင်အမှန်တိုင်းပြောလို့ရပါတယ်လို့တိုက်တွန်းပါတယ်ဒါပေမဲ့ယွန်းရှိအုံကအမှန်တိုင်းမပြောဘဲနဲ့သူတယောက်တည်းသာဖြစ်ကြောင်းထွက်ဆိုပြန်ပါတယ်ရောင်းရီကလည်းဒီကောင်ကဘာလဲဟာဆိုတဲ့မျက်လုံးနဲ့ယွန်းရှိအုံကိုလှမ်းကြည့်ပါတယ်ယွန်းရှိအုံကဒီနေ့ဖြစ်ပျက်သမျှကိုအန်ဆူကိုပြောမပြဖို့ရောင်းရီကိုနှုတ်ပိတ်လိုက်တာပါအဲ့ဒီအချိန်ပါတီခန်းမှာတော့အန်ဆိုကနိုးလာပြီးတော့ယွန်းရှိအုံးကိုလိုက်ရှာနေပါတယ်။အန်ဆိုကသူ့ရဲ့ဖုန်းကိုသတိရပြီးတော့လိုက်ရှာတဲ့အခါမှာထိုင်ကုန်ကြားထဲမှာညနေမှန်တွေ့လိုက်ရပါတယ်။ဖုန်းကိုယူကြည့်လိုက်တော့စက်ပိတ်ထားတာကိုတွေ့လိုက်ရပါတယ်။ဘုံဘုံစောကတော့အတော်လေးကိုစိတ်ပြတ်သွားပြီးတော့အသက်မဲ့တဲ့လူတယောက်လိုမျိုးတယောက်တည်းလမ်းရှောင်နေပါတယ်။အဲ့ဒီအချိန်မှာအန်ဆိုရဲ့ဖုန်းကဝင်လာပြီးတော့အိုဘုံစောကြီးမတော်ပါတော့ကွာသူ့နောက်ကိုမထိပါနဲ့လို့ပြောလိုက်ပါတယ်။နောက်တစ်ခါမှတော့ယွန်းရှိအုံးပေါက်စားလေးကတင်းချပုတ်စာတစ်ပုဒ်ကိုတွက်ချက်နေပါတယ်။ရုံးရှင်ရဲ့ထိခိုက်မှုတွေမိဘနှစ်ပါးဟာလည်းအခြေတင်ဖြစ်နေကြပါရီ။ဖခင်ကလည်းသူ့မှာအလုံးများနေရကြောင်းသတိလင်းသွားရလို့ပြောလိုက်ပါရီ။မိခင်ကဖခင်လေးကျင်ကန်ယူပြီးတော့သွားကစားနေချိန်မှာသူကလည်းအိမ်မှာလက်ကားနေရမဟုတ်ကြောင်းပြောပါရီ။အရင်တုန်းကတော့အတူတူပြုစုပြိုးထောင်မယ်လို့ပြောပြီးတော့နှစ်ဦးသဘောတူမွေးခဲ့ကြတဲ့ကလေးဖြစ်တာဆိုတာကိုမမေ့ဖို့အတွက်မိခင်ကလှမ်းအောင်လိုက်ပါရီ။ကလေးလိုချင်ခဲ့တာဘယ်သူလဲလို့မိခင်ကမေးတော့ဖခင်ကအရင်တုန်းကတော့ကလေးဆိုတာသူ့လိုကြီးမြင့်လာလိမ့်မယ်လို့ထင်ထားခဲ့တာကြောင့်မွေးမိခဲ့တာလို့ပြောခဲ့ပါရီ။သူစဉ်းစားခဲ့တဲ့အထင်မှာနေမကောင်းဖြစ်တာတို့ချော်လဲတာတို့မပါခဲ့ကြောင်းဖခင်ကပြောပြီးတော့တားဖြစ်သူသတိရသွားပါရီ။တားဖြစ်သူစီကိုသွားကြည့်တော့တားဖြစ်သူယွန်းရှင်ကိုပေါက်စာကလေးကအခန်းပြင်ကိုထွက်ကသူတို့ပြောသမျှကိုကြားသွားခဲ့ပါရီ။လမ်းမှာဒဏ်ရာရထားတဲ့ယွန်းရှင်ကလေးကလည်းအခန်းထဲဝင်ပြီးတော့တကားကိုပိတ်ထားလိုက်ပါတော့တယ်။ဖခင်ကတော့သူနဲ့မိခင်ဖြစ်သူကရန်ဖြစ်တာမဟုတ်ပဲစကားအကျမ်းသွားကြတာဖြစ်တယ်လို့အပြင်ကနေပြီးတော့ရှင်းပြနေပါရီ။ဖခင်ကအပြင်ကနေပြီးတော့တကားကိုခောက်ရင်သူနဲ့စကားပြောဖို့တကားဖွင့်ပေးဖို့တောင်းဆိုနေပါရီ။ရုံးရှင်ကဆေးရုံမှာတယောက်တည်းရှိနေတော့သူ့ငယ်ဘဝရဲ့စိတ်ဒဏ်ရာတွေကိုပြန်တွေးမိနေတာပဲဖြစ်ပါရီ။ဆေးရုံကိုရောက်လာတဲ့ဖခင်ကဘာကြောင့်ဒဏ်ရာရရလဲလို့မေးတော့ရုံးရှင်ကလေကားပေါ်ကနေပြီးတော့ချော်လဲကြားခဲ့တာလို့လိန်လည်လိုက်ပါရီ။လေကားပေါ်ကချော်ကြတာကအသားထားအဲ့ဒီဆောက်လုပ်ရေးဝင်းတွေကိုမင်းကဘာကိစ္စရောက်နေရလဲလို့ဖခင်ကမေးတော့ရုံးရှင်ကအင်းမလုံးနဲ့နဝေးတိန်အောင်လုပ်နေပါရီ။ဖခင်ကတော့ဆေးရုံကဆင်းလာတဲ့ကြောင်းပြောင်းရမယ်လို့ပြောတော့ရုံးရှင်ကမပြောင်းချင်ဘူးလို့ပြောပါရီ။ဖခင်ကမင်းကိုပြုစုပြိုးထောင်မှုအတွက်ဒီလောက်ထိရုန်းကန်နေရတာကိုမင်းကဖေးကိုပြန်ခံပတ်တာလားလို့စူပူကျိမ်းမောင်းလိုက်ပါရီအမှယွန်းရှင်ကချက်ချင်းပဲဘယ်တော့စပြီးတော့ဘလို့များကျွန်တော်စိတ်ဝင်စားသွားတာလေလို့ဖခင်ရုပ်တရက်ကြီးထားမိလိုက်ပါရီအဲဒီစကားကြောင့်မလို့ဒီတစ်ခါနဝေတိန်အောင်ဖြစ်သွားရတဲ့သူကတော့ယွန်းရှင်ရဲ့ဖခင်ပဲဖြစ်ပါရီအိုဘုံစောရဲ့အိမ်မှာတော့လွတ်တော်အမတ်ရဲ့ PA တွေကအိုဘုံစောပျောက်သွားတာကြောင့်မလို့လိုက်ရှာနေကြပါရီအဲနောက်တော့မှသူ့ရဲ့အခန်းထဲကစတိုကန်ထဲမှာဖျားလေးခင်းပြီးတော့ဒုနှစ်ဘက်ကိုလက်နဲ့ပိုက်ပြီးထိုင်နေရတွေ့လိုက်ရပါရီအဲဒီအချိန်မှာဝေးစားဖခင်လွတ်တော်မတ်ကဂုံပြူဝဲတစ်ခုရောက်နေပြီးတော့ပွဲခံနေတာပါအိမ်မှာရှိတဲ့ PA ကဂုံပြူဝဲမှာရှိတဲ့ PAC ကိုဖုန်းလက်ဆက်ပြီးအိုဘုံစောကအိမ်ထဲမှာပဲရှိနေတယ်လို့အကြောင်းကြားပါရီအိမ်မှာရှိတဲ့ PA ကရေးစကိုင်းနဲ့ကျောင်းကိုပြောပြီးပြီလို့ပြောပါရီဂုံပြူဝဲက PA ကဆရာကတော်ကဂျေဂျူမှာရှိတာကြောင့်မလို့ဘာဆက်လုပ်မယ်ဆိုတာမသိရသေးခင်အိုဘုံစောကိုစောင့်ကြည့်ထားမယ်လို့ပြောပါရီအဲဒီနောက်မှာလေဖိလစ်ပိုင်မှာကျောင်းရှာထားဖို့နဲ့ချက်ချင်းပညာတော်သင်ပို့မယ်လို့ဂုံပြူဝဲက PA ကပြောပါရီဘုံဘုံစောကမနေ့ကကိစ္စဘလို့သိရလဲလို့မေးတော့ရဲတွေကပြောတာဖြစ်ကြောင်းနဲ့ယွန်းရှိဆိုတဲ့ចောင်းသားကကိစ္စအားလုံးကိုကြော်လိုက်မယ်ဆိုပြီးတော့ဖုံးပြီးသွားကြောင်း PA ကပြောပါရီယွန်းရှိအုံးကအချက်ဆုံးတငယ်ချင်းတွေပါလို့ပြောသွားခဲ့သေးကြောင်း PA ကဆက်ပြောပြပါရီနောက်တနေ့ចောင်းတက်ချိန်မှာအန်ဆိုကအိပ်ပျော်နေပြီးတမိုင်းဆရာစာသင်နေပါရီဆရာကအန်ဆိုကိုနှိုးခိုင်းတာကြောင့်မလို့ရှေ့ကចောင်းသားကအန်ဆိုကိုနှိုးလိုက်ပါရီအန်ဆိုကယွန်းရှိအုံးရဲ့ခုံကိုလှမ်းကြည့်တော့ယွန်းရှိအုံးကရှိမနေပါဘူးအိုဘုံစောရဲ့ခုံကိုလှမ်းကြည့်တော့လေအိုဘုံစောကရောက်မလာခဲ့ပါဘူးအန်ဆိုကစာထဲမှာစိတ်ဝင်စားပဲရှိနေပါရီယူရှိအုံးကတော့ဆေးရုံမှာစာလုပ်နေရင်အန်ဆိုဆက်လာတဲ့ဖုန်းကိုပြန်မဖြေပဲသူကမိသားစုရဲ့အိမ်တွင်ကိစ္စအနည်းငယ်ရှိနေရကြောင်းမလို့ကြောင်းမလာဖြစ်သေးကြောင်းစာလမ်းပို့ပါရီအန်ဆိုကလည်းရောင်းစီကိုသွားပြီးတော့မနေ့ကသူ့ရဲ့မွေးနေ့ကိုရောက်မလာရခြင်းအကြောင်းမေးပါရီ
ဖုန်းလည်းမကင်ဘူးလို့ရောင်းရင်ကိုပြောပါတယ်။ရောင်းရင်ကတိတ်ပြီးတော့အေးမကြီးတယ်လို့လုံနေတဲ့အခါမှာအန်ဆိုကဟာတာမနေ့ကပြီးသွားပြီထင်နေတာဒီနေ့ထိသူ့ကိုဟာတာလုံနေသေးရလားလို့မေးပါတယ်။ရောင်းရင်ကတော့ sorry တလုံးသာပြောပြီးတော့သူ့ရဲ့အလုပ်တွေကိုဆက်လုပ်နေပါတယ်။အန်ဆိုကတော့ဂျင်းနဲ့မနေဘဲနဲ့ယွန်းရှိအုံရဲ့အိမ်ထိကိုရောက်သွားခဲ့ပါတယ်။ဒါမဲ့လည်းယွန်းရှိအုံရဲ့အိမ်မှာဘယ်သူမှရှိမနေအောင်တွေ့ရပါတယ်။နောက်တစ်နေ့ကြောင်းတက်ချိန်မှာအန်ဆိုကဂျောင်ယောင်ဘင်းနဲ့အေးချောင်းချန်စီကိုရှောက်လာခဲ့ပါတယ်။အန်ဆိုကအိုပုံစော့ဘာကြောင့်ကြောင်းမလာလေလို့သွားမိပါတယ်။ရုပ်ရှင်ရဲ့အကြောင်းမပြောဘဲအိုပုံစော့ကိုမိတာတော့အေးချောင်းချန်ကကြောင်းအန်းဖြစ်သွားပါတယ်။ဂျောင်ဘင်းနဲ့အေးချောင်းချန်ကသူတို့နဲ့လည်းအဆက်အသွယ်မရဘဲနဲ့ဖုန်းပိတ်ထားတယ်လို့ပြောပါတယ်။အန်ဆိုကအိုပုံစော့နဲ့အဆက်အသွယ်ရရင်ဆိုင်ငယ်ပြင်ကပေးလို့တောင်းတဲ့ခါမှာအေးချောင်းချန်ကလည်းမေ့ပြီးတော့ခေါင်းညှိလိုက်ပါတယ်။နောက်တော့မှဘာဆိုင်ငယ်ပြင်ကလေလို့ပြန်မေးတာကြောင့်မလို့အန်ဆိုကဖြတ်ခနဲပါးတစ်ချက်ရိုက်ချလိုက်ပါတယ်။အန်ဆိုကဗရေဂျိုးပြင်က1.8 သိန်းจ่ายလို့ပြောလိုက်ပါတယ်။အန်ဆိုကပတ်စံ8 သိန်းပြန်မပေးရင်အကုန်လုံးကိုတပ်ပစ်မယ်လို့ဂရီပေးလိုက်ပါတယ်။အဲတော့မှအေးချောင်းချန်ကအိုပုံစော့ကိုပြောပေးပါမယ်လို့ဂရီပေးပါတယ်။ပြီးတော့သူတို့ကအန်ဆိုမိမသွားတာကံကောင်းနေဆိုပြီးတော့စိုးရင်ထိတ်လန့်နေကြပါတယ်။ရုပ်ရှင်ကဘာကြောင့်ကြောင်းမတက်တာလဲဒေးဗီလားလို့ရောင်ရင်းကမေးပါတယ်။အေးချောင်းချန်ကတင်းဆီယာမနဲ့ဇာဗနာရောက်နေမှာပေါ့လို့ပြန်ပြောပါတယ်။အေးချောင်းချန်ပဲဆက်ပြီးတော့အဲ့ဒီကဂျောင်မင်းကရုံးရှင်ကိုအလွန်ကြုံနေလုပ်ခဲ့တယ်လို့ပြောပြီးတော့ကြံခဲ့တဲ့လူတွေကိုအလွန်ကြုံမလုပ်ကြဖို့သတိပေးပါတယ်။အဲဒီမှာသူတို့ပြောနေတဲ့အကြောင်းတွေကိုချောင်းပြီးတော့နားထောင်နေတဲ့အန်ဆိုကတွေ့သွားခဲ့ပါပြီ။အန်ဆိုကဟန်နေဝန်းတို့အားလုံးကိုမတ်တရက်တန်းစီခိုင်းထားပြီးတော့အရှိုက်တွေကိုတယောက်တစ်ချက်စီထိုးပါတယ်။အေးချောင်းချန်ရဲ့အလဲရောက်မှာတော့အေးချောင်းချန်ကခဏနေပါအောင်လို့တားပါတယ်။ဘုံစောကရောင်းစီကိုဖုန်းဆက်ခေါ်ကအန်ဆိုကိုတိတ်ဖို့မြားခေါ်ခဲ့တာဖြစ်ကြောင်းဒါမဲ့လည်းအန်ဆိုကရောက်မလာဘဲနဲ့ယွန်းရှင်ကရောက်လာခဲ့တယ်လို့ပြောပါတယ်။အဲဒီမှာယွန်းရှင်နဲ့ရန်စားရန်ညိုးရှိတဲ့ဂျောင်းယောင်ဘင်းကလည်းရောက်နေရကြောင်းမလို့ပြဿနာတွေရှိသွားခဲ့တာဖြစ်ကြောင်းပြောလိုက်ပါတယ်။အဝန်းစောကဂန်ဝူရောင်းကိုပတ်စံပေးပြီးတော့အန်ဆိုကိုရိုက်ဖို့စီစဉ်ထားတာဖြစ်ကြောင်းနဲ့သူတို့ကတော့ဘေးကနေပြီးတော့ကပ်မြောင်နေတာဖြစ်တယ်လို့ပြောပါတယ်။ဒါမဲ့လေအန်ဆိုကအေးချောင်းချန်ကိုအရှိုက်တစ်ချက်ထိုးလိုက်တာကြောင့်မလို့အုတ်ခနဲဖြစ်သွားခဲ့ပါတယ်။ညနေရောက်တော့အန်ဆိုကရောင်းစီကိုသွားပြီးတော့ရုံးရှင်ကဘေးစင်းုံမလေးလို့မေးပါတယ်။ပြီးတော့လေအန်ဆိုကသူ့အတွက်နဲ့တခြားသူတွေရန်ဖြစ်ခဲ့ရတာကြောင့်မလို့ရောင်းရင်ကိုတောင်းပန်ပါတယ်။အဲနောက်မှာတော့ရောင်းရင်ကရုံးရှင်ကဒီကိစ္စကိုအန်ဆိုကိုမပြောပြဖို့နှုတ်ပိတ်ခဲ့တယ်လို့ပြောပါတယ်။ပြီးတော့အိမ်မှာစာလုံးနေတဲ့ရုံးရှင်ကတကားခောက်တန်ကြအကြောင်းမလို့ဘသူလဲလို့လှမ်းမိပါတယ်။အပြင်အတန်ကပါဆယ်လာပို့တာဖြစ်ကြောင်းပြန်ဟောပါတယ်။အဲဒီတော့မှအန်ဆိုရောက်နေမှန်းသိပြီးတော့ဘာကိစ္စလဲလို့ရုံးရှင်ကမေးတော့ရေးစာနေတဲ့လူကိုရေးတိုက်ဖို့အန်ဆိုကပြောပါတယ်။တကားဖွင့်လိုက်တဲ့အခါမှာတော့ရုံးရှင်ကပတီးစီးထားတဲ့လက်ကိုဖွက်နေတယ်လို့အန်ဆိုကလည်းမသိကြအောင်ဆောင်းပေးထားပြီးတော့မနေ့ပြန်ဆောင်မှုပဲအစစ်ကြီးဖြေဖို့လာမလားလို့မေးပါတယ်။အန်ဆိုကသူလည်းလမ်းကြုံလုံးဝင်လာဖြစ်ကြောင်းပြောပြပြီးတော့မနေ့ပြန်တွေးကြမယ်လို့ပြောပြီးတော့ပြန်သွားခဲ့ပါပြီ။တစ်ဖက်မှာလေအိုဘုံစောဟာအခန်းထဲကဂရင်တစ်ခုပေါ်မှာထိုင်နေပြီးတော့သူ့ဖေကတော့ဘက်တီးရီးယားလိုကောင်ပိုးဟက်လိုကောင်ချင်းလိုကောင်ကြော်ကရိုးလိုခေါ်ပြီးတော့ထိုးနေပါတယ်။သူ့အရှက်မခွဲဖို့အတန်တန်ပြောခဲ့တာဘယ်နှခါလဲ။မထေမရှားလို့ profile နဲ့နေပါလို့ပြောထားရတာနဲ့အဲ့ဒီကိစ္စမင်းတို့အဲ့လောက်တော့မှခက်ခဲနေရလားဘာညာတာရကာနဲ့ဇက်တိုက်ပွမ်ပွမ်နေပါတော့တယ်။ပါဇက်ကလည်းတပွမ်ပွမ်ပြောနေရင်ချောက်တွေလက်တွေကလည်းအငိမ့်မနေပဲနဲ့အိုဘုံစောကိုတဖုတ်ဖုတ်တစ်ခွက်ခွက်နဲ့တီးနေခဲ့တဲ့လွတ်တော်အမတ်ပဲဖြစ်ပါတယ်ခင်ဗျာ။လွတ်တော်အမတ်ကဖိလစ်ပိုင်ကိုမင်းចောင်းသွားတက်ရမယ်။အဲ့ဒီမှာမူယူကွဲပြဲပြီးတော့စေးဆွဲသေးခြင်းလဲသေးဆိုပြီးတော့အိုဘုံစောအတွက်သူဖြစ်စေချင်တာကိုဘိန်းတက်ပေးလိုက်တယ်လို့ဘသူ့မှသူ့ရဲ့သားလို့မပြောဖို့ရာဇသံအောင်တစ်ခါလေးပေးလိုက်ပါရီ။အဲ့ဒါပြင်သူ့ပီကိုလေအိုဘုံစောကိုအလင်မပေးဘဲနဲ့တေးချကြည့်နေဖို့အတွက်မှားလိုက်ပါရီ။သူ့ရဲ့ဖခင်ပြန်သွားချိန်မှာအိုဘုံစောကဖနက်တောင်မှမစီးနိုင်မင်းနဲ့အပြင်ကိုထွက်သွားခဲ့ပါရီ။ဖခင်ရဲ့ပီကအနောက်ကနေပြီးတော့လိုက်ခေါ်ပြီးမြဲအိုဘုံစောကအဲ့လူကိုတွန်းပြီးတော့ဓာတ်စီစည်းပေါ်တက်သွားခဲ့ပါရီ။ပီကတော့တက်စီယိုသားဓာတ်ပုံရိုက်ထားလိုက်ပါရီ။အိုဘုံစောကဖုန်းကိုဖွင့်လိုက်တဲ့အခါမှာမစ်ကောတွေအများကြီးတွေ့ရပြီးတော့ဟန်တင်ဝန်းနဲ့အေးချောင်းချန်ပါဝင်အဖွဲ့တစ်ဖွဲ့လုံးရဲ့ပုံကိုပို့ထားပါရီ။မင်းငယ်ချင်းတွေအားလုံးကိုမတက်ခင်ဖုန်းကင်ဆိုတဲ့ message ကိုလည်းတွေ့လိုက်ရပါရီ။အန်ဆိုကတော့ဂျောင်းမင်းစီကိုရောက်နေပြီးတော့ရုံးရှင်ုံလိုမျိုးခံစားကြည့်လို့ပြောကလက်ချောင်းတွေကိုဖနက်နဲ့တက်ကြိတ်ပြီးတော့အိုဘုံစောကိုခေါ်ပြီးဖို့ဂျောင်းမင်းကိုပြောပါရီ။ဂျောင်းမင်းကလည်းအိုဘုံစောနဲ့အဆက်အသွယ်မရတာကြောင့်အန်ဆိုကိုတောင်းပန်နေရပါရီ။အန်ဆိုကရုံးရှင်ုံစာဂျောင်းမင်းရဲ့လက်ကိုချိုးပစ်ဖို့ကြိုးစားနေချိန်မှာအိုဘုံစောရဲ့ဖုန်းကဝင်လာပါရီ။အန်ဆိုကဖုန်းကင်ပြီးတော့ကလင်ကကြစ်ကောင်ပုံးမနေနဲ့အခုဘယ်မှလဲလို့အိုဘုံစောကိုမေးပါရီ။အိုဘုံစောကပြန်မပြေတာကြောင့်ဖုန်းကိုဖွင့်ပြီးဂျောင်းမင်းရဲ့ညာဘက်လက်၄ချောင်းကိုလှန်ချိုးပစ်လိုက်ပါရီ။ဂျောင်းမင်းရဲ့အော်ဒန်အနက်ကြီးကိုလည်းအိုဘုံစောကကြားလိုက်ပါရီ။အိုဘုံစောကဂန်ဟိုရောင်းစီကိုဖုန်းဆက်ပြီးအန်ဆိုစီကိုသွားကြရအောင်လို့ပတ်စံပေးမယ်လို့ပြောပါရီ။အန်ဆိုကချိန်တိုင်းနေရာကိုတက္ကစီငှားပြီးတော့ရောက်လာပါရီ။ဆိုင်မုတ်ကိုမောကြည့်လိုက်တော့ဆယ်ကျော်သက်တူးချင်းရိုးရလက်ဝဲတင်တန်းလို့ရေးထားပါရီ။အန်ဆိုကလက်ဝဲခမ်းမာတွေကိုဝင်သွားပါရီ။ရုံးရှင်ကစာလုံးနေတော့ရောင်းရဲဖုန်းကဝင်လာကြောင်းမလို့ကင်လိုက်တဲ့အချိန်မှာအန်ဆိုနဲ့အဆက်အသွယ်ရရလားဆိုတဲ့စိုးရင်တဲ့အတန်းနဲ့မေးလာတာကိုကြားလိုက်ရပါရီ။ပြီးတော့လေသူမဟုတ်မှလွယ်ရောအိုဘုံစောကိုသွားပြီးတော့ရှာများလာလို့ပြောလိုက်ပါရီ။ရုံးရှင်ကလည်းသူခေါ်ကြည့်ပါဦးမယ်လို့ပြောပြီးတော့ရောင်းရဲဖုန်းကိုချလိုက်ပါရီ
အန်ဆိုကဂန်ဝီယောင်းရဲ့လက်ဝဲကန်တွေကိုရောက်သွားခဲ့ပါပြီလက်ဝဲကန်ထဲမှာတော့အီကြောင်ချန်နဲ့ဟန်နယ်ဟုံးတို့ပါဝင်အိုဘုံစောနဲ့လူစုံတက်ဆုံ14-15ယောက်လောက်စောင့်နေအောင်တွေးလိုက်ရပါတယ်အန်ဆိုကအယူကောင်နေမင်းတို့ကဘာလုပ်နေရလဲရုပ်ရှင်များရိုက်မလို့လားလို့လှမ်းမိပါတယ်အန်ဆိုကအိုဘုံစောသာတွင်မေးနေပြီးတော့တဲတဲလျှောက်လာကသူ့ရဲ့ဆိုင်ကဘရိတ်ဂျိုးဖို့တောင်းပါတယ်အန်ဆိုကပဲဆက်ပြီးတော့ရှင်းစရာရှိတာကိုသူတို့နှစ်ယောက်တည်းမရှိမင်းနဲ့တခြားလူတွေကိုပါဆွဲမထည့်သင့်ကြောင်းပြောပါတယ်အဲ့ဒီကလေးတွေကဘာအမားလုံးမိလို့လဲလို့လည်းမေးပါတယ်အန်ဆိုကစိတ်ညစ်အောင်စိတ်မကောင်းဖြစ်ခဲ့အောင်လုပ်ခဲ့တာတွေအတွက်တောင်းပန်နေကြောင်းအိုဘုံစောကိုပြောပါတယ်အိုဘုံစောဘက်ကလည်းယုံရှင်နဲ့ရောင်းရင်ကိုပြန်တောင်းပန်လိုက်ပါလို့ပြောပါတယ်အိုဘုံစောကတော့ယုံရှင်နဲ့ရောင်းရင်ကိုတောင်းပန်စရာအကြောင်းမရှိကြောင်းညင်းဆန်နေပါတယ်အန်ဆိုကစိတ်ရှိလက်ရှိဖြောင်းပြပေမဲ့အိုဘုံစောကမတောင်းပန်ခြင်းတဲ့အကြောင်းအထက်ထက်ပြောပါတယ်အန်ဆိုကယုံရှင်နဲ့ရောင်းရင်ကိုမတောင်းပန်ရင်သူရိုက်တာခံရတော့မယ့်အကြောင်းနဲ့အတီတရားဝင်တဲ့အထိရိုက်ရတော့မယ်လို့အိုဘုံစောကိုပြောပါတယ်အန်ဆိုကပြောလေပြောစကားလည်းအဆုံးမှာလက်သီးတစ်လုံးကိုခွက်ကနေမြည်အောင်အိုဘုံစောရဲ့မေးစီစီကိုရိုက်သွင်းပေးလိုက်ပါတယ်အိုဘုံစောလည်းအန်ဆိုရဲ့လက်သီးတစ်ချက်ကိုမြည်ပြီးတော့လဲကျသွားခဲ့ပါတယ်အဲအချိန်မှာပဲဂန်ဝူယောင်းကကျိုးဝိုင်းနေကနေပြီးတော့အန်ဆိုကိုလှမ်းခေါ်ပါတယ်ဟဲ့မင်းသိပ်ပြီးတော့တတိရှိနေကျိုးဝိုင်းပေါ်တက်ခဲ့စမ်းလို့ပြောပါတယ်အိုဘုံစောကိုသူ့ကိုဖမ်းဖို့အတွက်တကယ်ပဲဂန်ဝူယောင်းကိုပတ်စံပေးထားတာလားလို့အန်ဆိုကမေးပါတယ်အန်ဆိုကအိုဘုံစောကိုတကယ်တနာစရာကောင်းမယ်လို့ပြောပြီးတော့ဂန်ဝူယောင်းကိုခဏဆောင်မှုအတွက်ပြောပါတယ်သူကတော့အောက်ဘက်မှာသွေးပူလေးချင်ကန်လှုပ်လိုက်အောင်မယ်လို့ပြောပြီးတော့စင်ရောက်မှရှိနေတဲ့လူတွေကိုတယောက်ချင်းပတ်ထိုးပါတော့တယ်အန်ဆိုကစင်ရောက်မှရှိနေတဲ့ចောင်းသား10ယောက်လောက်ကိုပတ်မွေထိုးပြီးတော့လှဲသိပ်လိုက်ပါတယ်ဂန်ဝူယောင်းကတော့အန်ဆိုထိုးချိတ်ပုံတွေကိုကြည့်ပြီးတော့ဇက်တိုက်လေးချင်ထားရပဲမသိသူတွေမြင်တော့ကျွမ်းကျင်အဆင့်လိုထင်းနေအောင်မယ်လို့ပြောပါတယ်အန်ဆိုကလည်းသူ့ရဲ့အထိုးခံထားတာကိုမမှတ်သေးဘူးလားလို့ဂန်ဝူယောင်းကိုမေးပြီးတော့အိုဘုံစောကိုလှမ်းကြည့်ပါတယ်အန်ဆိုကတော့လက်ဝဲအိတ်ကိုဝစ်စင်ပြီးစင်မော်တက်သွားပါတယ်ဂန်ဝူယောင်းကတော့ live flame ကိုအစင်နဲ့ပြင်လိုက်ပြီးတော့အညာစီးကိုစောင့်နေရကြပြီလားလူကြီးမင်းတို့ဘာညာနဲ့ဖုန်းကိုဖွင့်လိုက်ပါတယ်သူကအလေတန်းကျောင်းလုံးကရှုံးခဲ့မှုတဲ့အန်ဆိုဆိုတဲ့ကောင်ကိုအခုကျိုးဝိုင်းထဲမှာတရားဝင်ထိုးတက်မှာဖြစ်တယ်လို့ကြေညာနေပါတယ်ဂန်ဝူယောင်းဟာကင်မရာကိုကျိုးဝိုင်းရဲ့ထောက်မှာထားပြီးတော့အန်ဆိုနဲ့တိုက်ခိုက်ဖို့အစင်နဲ့ပြင်လိုက်တယ်လို့စိတ်လှုပ်ရှားစရာပြိုင်ပွဲလေးကစားနေပြီဖြစ်ကြောင်းလေးပြောလိုက်ပါတယ်အန်တေဝန်းကတော့ဂန်ဝူယောင်းနိုင်ပါစီဆိုပြီးလမ်းတစ်ဖက်ကိုစုပ်ကဆူတောင်းနေပါတယ်အန်ဆိုကငါအမေရဲ့မျောလင်းချက်ဖြစ်နေတာကရည်စရာကောင်းလိုက်တာလို့ဂန်ဝူယောင်းပြောပြီးတော့စတင်ထိုးကြိတ်ပါတယ်။နှစ်ယောက်စလုံးကကျိုးဝိုင်းထဲမှာလက်ရည်ညီညီနဲ့ထိုးလိုက်ရှောင်လိုက်နဲ့လုံပွဲတစ်ခုလားဟန်ချက်ညီညီကြည့်လို့ကောင်းနေပါတယ်ခင်ဗျာ။တစ်ချက်ထိုးလိုက်တိုင်းအောက်ကအားပေးသူတွေကလေတဝိုးတဝါဝါနဲ့ဖြစ်နေပါတယ်။မကြခင်မှာပဲအန်ဆိုကဂန်ဝူယောင်းကိုချီမြောက်ကင်ပေါက်လိုက်ပါတယ်။တကြီးကြီးနဲ့အော်ဟစ်ပြီးတော့အားထိပ်ပြီးထိုးနေတဲ့အန်ဆိုကအပေါ်စီကနေပြီးတော့အသာရနေပါတယ်။ဂန်ဝူယောင်းကလည်းတအားနဲ့မျက်နှာကိုတထောင်စစ်တွေနဲ့ကာကွယ်နေရပါတယ်။ဂန်ဝူယောင်းကပလက်အနေထားနဲ့6နဲ့ပင့်ကန်လိုက်တဲ့ခါမှာတော့အန်ဆိုကနောက်ပြန်လဲကျသွားခဲ့ပါတယ်။အန်ဆိုတယောက်ဆိုင်ကယ်မှောက်ထားတဲ့ဒဏ်ရာပြန်ပေါ်လာပြီးတော့6နာသွားခဲ့ပါတယ်။အဲဒီမှာပဲဂန်ဝူယောင်းကလည်းတဖုံဖုံတစ်ခွက်ခွက်နဲ့စတင်ထိုးနေပါပြီ။အန်ဆိုကတထောင်နေနဲ့ပိတ်ကပြီးတော့လစ်တဲ့အချိန်ကိုစောင့်ကညာဝိုက်တွေဘယ်ဝိုက်တွေနဲ့ဂန်ဝူယောင်းရဲ့မျက်နှာစီကိုပြစ်သွင်းလိုက်တာအကြောင်းမလို့ဂန်ဝူယောင်းတယောက်လဲကျသွားပြန်ပါတယ်။အဲဒီချိန်မှာပဲဟန်နေဝန်းကဆင်ရောက်ကနေပြီးတော့အန်ဆိုရဲ့နာနေရဲ့6ကိုဆွဲလေးလိုက်ပါတယ်။အန်ဆိုကလည်းကြောင်ရမ်းသွားပြီးတော့ဘာကောင်လဲကွာဘာလုပ်တာလဲလို့လှည့်ကြည့်လိုက်စင်ပါပဲဂန်ဝူယောင်းကအန်ဆိုရဲ့မျက်နှာကိုယာဤဆိုပြီးတော့အားပြည့်ထဲကအားရပါရဖြောင်းဝင်နဲ့ကန်ချလိုက်ပါတယ်အန်ဆိုတယောက်အတန်တော်မထွက်နိုင်တော့ဘဲနဲ့ခွေကနေလဲကျသွားပါတယ်အေးချောင်းချန်ကလဲနေတဲ့အန်ဆိုကိုဓာတ်ပုံရိုက်ရင်းနဲ့ဟန်နယ်ဝင်းရဲ့အနားကိုပြေးလာကသူတို့တော့သွားပြီလားမသိဘူးလို့ပြောလိုက်ပါတယ်တခြားသူတွေထိတ်လန့်နေတဲ့အချိန်မှာအိုဘုံဆော့ကဘသူလဲဘသူကိုတနာရမှာလဲအစုပ်ပလုတ်ကောင်ဆိုပြီးတော့ဂျိုးဝိုင်းမော်တက်လာပါတယ်အိုဘုံဆော့ကအန်ဆိုကိုစောစောကပြောခဲ့တဲ့စကားတွေကိုပြန်ပြောပါအောင်လို့လေပြောပါတယ်အန်ဆိုကနာလဲနာအန်လဲအံဩပြီးတော့ကြောင်းတောင်ဖြစ်နေပါတယ်အိုဘုံဆော့ကမင်းကဘာကောင်မလို့ငါ့ကိုကြည့်ပြီးတော့ဘာလီလာပြောရလေလို့မေးလိုက်ပါတယ်အန်ဆိုကတော့အတိစိတ်လေးနည်းနည်းဝင်စမ်းပါတငယ်ချင်းရဲ့လို့ဆိုပြီးတော့ပဲအိုဘုံဆော့သတိပေးနေပါတယ်အိုဘုံဆော့ကကိုကိစ္စကိုအကြောင်းကိုတခြားသူတွေနဲ့အပြစ်ရှာမနေနဲ့လို့ပြောပါတယ်အိုဘုံဆော့ကသူ့ရဲ့နာမည်ကိုမခေါ်စမ်းတဲ့ခွေးကောင်လို့ပြောပြီးတော့အန်ဆိုကိုကန်ကြောက်ပါတယ်ဟန်နေဦးနဲ့အေးချောင်ချမ်းတို့ကလည်းစင်မော်တက်လာပြီးတော့ဝိုင်းချရအောင်လို့ပြောက၃ယောက်သားကအန်ဆိုကိုလှိမ့်မိတ်ကန်နေပါတော့တယ်အဲဒီနောက်တော့မှဓာတ်ရိုက် live လွှင့်ထားတဲ့ဖုန်းကိုသတိရပြီးတော့ရှစ်ပဲလို့ပြောပြီးတော့အမြန်သိမ်းလိုက်ရပေမဲ့နောက်ကျသွားခဲ့ပါပြီ။၃ယောက်သားဝိုင်းဝန်းကန်ကြမှုကြောင့်မလို့အန်ဆိုကရှော်ညစ်ထားတဲ့အဝတ်လိုပဲဖွတ်ဖွတ်ကျင်နေပါရီ။အဲဒီအချိန်မှာပဲအိုဘုံဆော့ကိုလိုက်ရှာနေတဲ့အမက်ရဲ့ပြီးနှစ်ယောက်ကရောက်လာပြီးတော့အိုဘုံဆော့ကိုလမ်းခေါ်ပါရီ။တယောက်ကစင်မော်တက်လာပြီးအိုဘုံဆော့ကိုမထူဆွဲတော့အိုဘုံဆော့ကအော်ဟစ်ရုံးကန်ရင်းနဲ့လာခေါ်တဲ့ပြီးကိုဆဲလိုက်ပြီးတော့အောက်ကပြီးကိုလှမ်းကြည့်လိုက်ပါရီ။အေးချောင်းချန်ကအန်ဆိုကိုခေါ်ပြီးတော့နှိုးကြည့်တဲ့ခါမှာတော့အသက်ငွေငွေလေးသာရှူပြီးတော့တတိလင်းနေမှတိလိုက်ရကြမလို့ဟန်နေဝန်းပါဝင်လူတွေအားလုံးကထွက်ပြေးသွားကြပါရီ
အောက်မှာစောင်းနေတဲ့ PA ကလည်းအဓိကတရားခံကမင်းတို့နှစ်ယောက်မဟုတ်လားဆိုပြီးတော့ဟန်နေဦးနဲ့အေးချောင်းချန်ကိုဖမ်းဆီးထားလိုက်ပါရီအောက်က PA ကလည်းအခုချိန်ထွက်ပြေးမယ်ဆိုလို့ရှိရင်ပြဿနာကပုံမရှုပ်လာနိုင်ကြောင်းပြဿနာအားလုံးကိုသူကဖြေရှင်းပေးမှဖြစ်တာကြောင့်မလို့ငြိမ်ငြိမ်လေးနေလိုက်ဖို့အတွက်ပြောပါရီဘုံဘုံစောကတော့အန်ဆူရဲ့အနားမှာဒူးထောက်ထိုင်ချလိုက်ပြီးတော့အန်ဆူဟိုလို့ခေါ်ကငိုနေပါတော့တယ်ဘုံဘုံစောကနောင်နာရီရပြီးတော့အန်ဆူကြီးမင်းကောက်ထားကြည့်ပါအောင်လားလို့ငိုနေတဲ့အချိန်မှာပေကအနောက်ကနေသွားမယ်လို့ပြောပြီးတော့ဆွဲခေါ်သွားပါရီအန်ဆူကပေကက်ကက်လုံနေရကြောင်းမလို့ဆွဲခေါ်ခဲ့ရပြီးအန်ဆူကိုဘယ်လိုလုပ်မှလဲလို့ဘုံဘုံစောကငိုယိုပြီးတော့မေးပါရီတပတ်မှာတော့ရုံးရှင်ကရောင်းရီကိုပြန်ပေးဆွဲခဲ့တဲ့နေရာကိုရောက်လာပြီးတော့အန်ဆူကိုရှာပေးပါရီဒီဘက်မှာကြိုရောက်နေတဲ့ရောင်းရီကအန်ဆူကဒီမှာမရှိကြောင်းစီးကပြောပါရီရုံးရှင်ကလည်းဘယ်များရောက်နေတယ်လဲဆိုပြီးတော့ဖုန်းချင်းကြီးခေါ်နေပါရီဖုန်းကဝင်နေပေမဲ့သတိလစ်နေတဲ့အန်ဆူကဖုန်းကိုဖြေနိုင်ခြင်းမရှိခင်မှာပဲဇလန်းလေးကလည်းပြီးဆုံးလို့သွားခဲ့ပါရီဟုတ်ကဲ့ပါဒီဘိုင်းမှာပြောရမယ်ဆိုလို့ရှိရင်တော်တော်လေးတော့ထောစစ်ဖြစ်တယ်ဗျ။အိုဘုံစောကဘလို့များဒီလိုမျိုးအုံမုံစိတ်တွေအရင်ပွင့်ထွက်လာလေဆိုတာကျွန်တော်စဉ်းစားလို့မရပါဘူး။ကျွန်တော်သာဆိုရင်တော့ကိုယ့်ရဲ့ဘော်ရာတယောက်ကိုဘလောက်ပဲမုံဘလောက်ပဲအမြင်ကက်ကက်အရှိရရှိခဲ့အမှတ်တရတွေကိုပြန်လည်ထောက်ထားပြီးတော့ဒါမျိုးလုံးမှာတော့မဟုတ်ပါဘူး။ဆိုတော့တော်တော်လေးကိုအသေးရပြီးတော့တောင်းမြင့်ကက်စရာကောင်းခဲ့တဲ့အပိုင်းတစ်ပိုင်းလို့တော့ပြောရပါလိမ့်မယ်။နောက်တစ်ပိုင်းမှာတော့ဘာတွေဆက်ဖြစ်မလဲဆိုတော့ကျွန်တော်ကြည့်လိုက်ရအောင်ပါ။ဒီနေ့ recap ကတော့ဒီလောက်ပဲဖြစ်ပါတယ်။နောက်တဲ့ပုတ်ဒီမှာပြန်ပြီးတော့တွေးကြပါမယ်ခင်ဗျ။ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးပဲကျေးဇူးအထူးပင်တင်ရှိပါ ರಿ